ကြီးနေရင်းနဲ့ကောင်မှချက်သိန်းတဖွာထားလာပြီးကြောက်ဖို့ရန်ကောင်းတဲ့ဒေကားနဲ့ကျွန်တော်ဒီမိတ်ဆက်ပေးခြင်းပါတယ်ဒီကားရဆိုယုံဒီအမြတ်ငွေဒေါ်လာ300ကျော်ရရှိတာပြီးတော့ IRDB စစ်ဝါဖိုက်ရရှိတာတဲ့စပားဆိုတဲ့ဒေကားကြီးပဲဖြစ်ပါတယ်ဗျဒီစကားလေးရဲ့ကျုံပြောရမယ်ဆိုရင်ဒီဇက်ကမင်းသမီးဖြစ်သူကစိတ်ကျမ်းမာရေးစင်းဟောဆရာဝန်တယောက်ဖြစ်ပြီးတော့သူငယ်စဉ်တော့သူ့ရဲ့မိဘတွေကသူ့ရှိမှရဲဆက်တည်ထုံးသွားတာကြောင့်သူ့မှာစိတ်ဝင်တာတကူရှိနေတယ်တကယ်မှာတော့သူတို့ရဲ့စေးရုံကိုအထိတ်နဲ့များစွာနဲ့ကျောင်းသားလေးတယောက်ကရရှိလို့လာတယ်ဒီကျောင်းသားလေးရဲ့အရှိမှာသူရဲ့ပေါမောကကြီးကပြုံးပြပြီးသူ့ကိုယ်သူရဲဆက်ဆက်နဲ့ကိုပြန်ပြီးတော့တက်တည်သွားတယ်ပြီးတော့ဝင်းကြီးဆိုတဲ့ကောင်ကလည်းဒီကျောင်းသားလေးနောက်ကိုလိုက်ပြုံးပြပြီးတော့6လမ်းနေတယ်ဆိုပြီးဆရာဝန်မောက်ပြောပြတယ်ပေါ့ကွာဆရာဝန်မဖြစ်သူကလည်းဒီကျောင်းသားလေးကိုစိတ်ချောက်ချားနေတယ်ဖြစ်ပြီးတော့ဖြည့်သိမ့်ပေးနေတာပေါ့အဲ့လိုဖြည့်သိမ့်ပေးနေတဲ့အချိန်မှာပဲဒီကျောင်းသားလေးဖြစ်သူကရုပ်ရက်ဆိုလို့ထားရက်ပြီးတော့ဆရာဝန်မောက်ပြုံးပြကသူ့ကိုယ်သူရဲဆက်ဆက်နဲ့ကိုပြန်ပြီးတော့တက်တည်သွားတယ်နောက်ပြီးတော့ဒီဝင်းကြီးဆိုရလည်းဒီဆရာဝန်မဖြစ်သူကလားလို့ထပ်ပြီးတော့6လမ်းနေပါသေးရောနောက်ပြီးတော့ဒီစင်းကတခြားသောလူနာတွေကလည်းဒီလိုဖြစ်ရဆိုတွေတွေ့ကြရပြီးတော့တယောက်ကိုရဲဆက်ဆက်နဲ့ကိုတွေ့ဆုံးနေကြတယ်နောက်ပိုင်းမှာဆရာဝန်မဖြစ်သူကတခြားသူတွေကိုလိုက်ပြောတဲ့အခါမှာဘယ်သူမှမယုံကြဘူးနဲ့ဒီဆရာဝန်မဖြစ်သူကိုတိတိကျဖြစ်နေတယ်ဆိုပြီးတော့ဝါမျိုးထင်ရပြန်ရောနောက်ပိုင်းမှာရဲကြချင်းချင်းဖြစ်သူကဒီရဲဆက်နဲ့ပတ်သက်ပြီးလိုက်တဲ့ဆုံရရနေထူးဆန်းတဲ့ဖြစ်ရတဲ့တခုသူကသိရှိခဲ့ရတယ်အဲ့ဒါကလို့လူတယောက်ကိုတယောက်ကူးဆက်မြန်တဲ့ကျင်းသားတစ်ခုဖြစ်ပြီးတော့ဒီကျင်းသားအောင်ပြီးလိုက်ပြီဆိုရင်တရက်ကိုင်လေးရဲဆက်ဆက်နဲ့ကိုသိဆုံးကြတာကွာမသိဆုံးခင်မှာလည်းတခြားသူတယောက်ရှိကိုတွားပြီးတော့ပြုံးပြကသူတို့ကိုသူတို့ရဲဆက်ဆက်နဲ့ပြန်ပြီးတော့တက်ဆက်ကြတာဒီအောင်ဖြစ်ရှင်းနိုင်မယ်ဒီလလည်းအရောင်းမှကြောက်ဖို့ကောင်းတယ်အကြောင်းဇလန်လေးရဲ့ဆုံးသက်မှာဒီလိုကြောက်ဖို့ကောင်းတဲ့ကျင်းသားကိုဘယ်လိုပြချင်းရှင်းနိုင်ပြီတက်ရှင်ကြိုင်ကမလဲဆိုတော့ကျွန်တော်ဒီနေ့ကြည့်ရမယ်တရက်ကျင်ကိုစကားခေါ်ပြဖြစ်ပါတယ်ဗျဒီစကားလေးကဆိုကျွန်တော်ပြောတဲ့ကောင်မှာပို့ပြီးတော့ကြောက်ဖို့ကောင်းနေပြီးတော့စိတ်ဝင်စားလို့ဒီကားလေးကိုကြည့်နေတယ်ဆိုရင် channel ကိုမြန်မာသတင်းတော်ပြီးကြည့်ရှုပြရနေပါပြီ channel ကိုဝင်ပြီးပေါ်လဲကျွန်တော်ဗီဒီယိုလေးမှာသိသိရှင်းပြပေးထားတယ်ဗျအတေမေးဆိုတာနားမလည်သေးဘူးဆိုတော့ comment မှာ hi ပြပြီးတော့ကျွန်တော် channel လေးပဲချပြပါမယ်ကျွန်တော်ကတော့ channel ကဇီလေးပဲဖြစ်ပါတယ်ဗျအဆုံးထိကြည့်ရှုပေးတဲ့ကြောင့်ကျွန်တော်ကျေးဇူးတူရှိပါတယ်